ဒီစားရှိရတော့မစင်ရှင်တဲ့ပြုမှုတွေကြောင့်TikTokမှာဝေဖန်ခံနေရတဲ့ခင်ဝင်းဝါသူဆောင်မင်းသမီးချော်လေးခင်ဝင်းဝါကတော့TikTokပေါ်ကလူငယ်တွေကြားထဲမှာချစ်သူအဖြစ်မထားတဲ့နဲ့မိမအမျိုးအစားဖြစ်တင်စားပြောဆိုမှုတွေ trend ဖြစ်မှုတွေမြင့်တက်နေရလဲဖြစ်ပါတယ်။ဒါကလည်းခင်ဝင်းဝါကသူမရဲ့သူငယ်ချင်းလေးယောက်နဲ့ relationship ကြောင့်လို့ဆိုရမှာပဲဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းပဲသူဆောင်ခင်ဝင်းဝါကအောင်မြင်တဲ့ထိပ်တန်းမင်းသမီးတစ်ယောက်လည်းဖြစ်ပါတယ်။ဒါပေမဲ့ခင်ဝင်းဝါဟာအခြေအနေကိစ္စနဲ့ပတ်သက်ပြီးတော့ဝေဖန်ခံနေရတာလည်းဖြစ်ပါတယ်။ပြည်သူတွေကြားထဲမှာတော့ခင်ဝင်းဝါကလူငယ်ကြိုက်ရောဘတ်တစ်ခုဖြစ်တဲ့ Internet Course အဖွဲ့ကအစရာဟန်ဒီနာနဲ့ချစ်သူဖြစ်နေရလို့သိရပါတယ်။တချို့ကတော့သတင်းတွေအရခင်ဝင်းဝါကဟန်ဒီနာနဲ့ချစ်သူဖြစ်နေတာကဆယ်စုနှစ်တစုနီပါလောက်ထိတောင်ရှိနေပြီလို့လည်းဆိုရပါတယ်။ဒါပေမဲ့လည်းခင်ဝါဟာဟန်နီနာကသူမရဲ့ချစ်သူပါဆိုပြီးတော့လူသိရှင်ကြားချပြတာမျိုးမရှိပါဘူး။အဲ့ဒါကလည်းခင်ဝါအတွက်တော့မင်းသမီးဖြစ်နေလို့ရည်စားရှိရင်နာမည်ကျသွားမှဆိုလို့ဖြစ်နိုင်ပါတယ်။ဒါပေမဲ့လည်းခင်ဝါကမင်းသားအလေးရောက်နေဆိုရင်တော့သူငယ်ချင်းဆိုပြီးတော့လိုအပ်တာတဲ့ပို့တဲ့ဆက်ဆက်ရေးမျိုးတွေကိုတွေ့ရှိရတာလည်းဖြစ်ပါတယ်။ခင်ဝါကအလေးအောင်ကသူမဘဝအတွက်လိုအပ်ဆုံးဖြစ်ကြောင်းပြောဆိုနေရလဲတွေ့ရှိရပါတယ်။တချို့ကတော့အလေးအောင်က LGBT ပါဆိုကြပေမဲ့ယောက်ျားကယောက်ျားပဲမလို့ခင်ဝါအနေနဲ့ချစ်သူကိုထုတ်မပြပဲသူငယ်ချင်းဆိုတဲ့သူနဲ့တပူပူတွဲမနေတဲ့ကြောင်းဒီလိုမိန်းမမျိုးကိုရှောက်ချတဲ့ကြောင်းပြောဆိုနေကြရလဲဖြစ်ပါတယ်။ပြည်သူတွေကရောခင်ဝါပေါ်မှာဘယ်လိုမြင်လဲဆိုတာမိမိတို့ရဲ့အမြင်လေးကိုလည်းခေါင်းမှာရေးသွားပေးခဲ့ကြပါအောင်ရှင်။မြန်မာနိုင်ငံကိုမကြခင်အင်တာနက်ဖြတ်တော့မဲ့အီလိုမန်လူတွေစိတ်ပူနေကြတာကမြန်မာနိုင်ငံကအင်တာနက်သုံးစွဲသူတွေအတွက်တော်တော်လေးကိုခဲရိုက်သွားစေမဲ့သတင်းတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်ရှင်။အဲ့ဒါကတော့ကမ္ဘာကျော်ဘီလီယံနာအီလိုမန်ရဲ့Starlink ကြိုးထုအင်တာနက်ကိုမြန်မာနိုင်ငံမှာမကြခင်ပိတ်ပင်တော့မယ်ဆိုတဲ့ကိစ္စပါပဲ။လက်ရှိခုချိန်မှာမြန်မာနိုင်ငံရဲ့နိုင်ငံရေးနဲ့စစ်ရေးအခြေအနေတွေကြောင့်နေမီဒေတာအတော်များများရဲ့နိုင်ငံရဲ့တဝက်လောက်ကရိုးရိုးဖုန်းမိုဘိုင်းဖုန်းတွေနဲ့အင်တာနက်လိုင်းတွေနဲ့ရိုးရိုး Wi-Fi လိုင်းတွေကပြတ်တောက်ခံရတာလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့လိုင်းပြတ်တောက်တဲ့ဒေတာတွေကပြည်သူတွေဟာအီလိုမန်ရဲ့ Starlink အကျိုးထူအင်တာနက်တွေကိုပဲအဓိကထားပြီးတော့အသုံးပြုနေကြတာလည်းဖြစ်ပါတယ်။ဒါပေမဲ့အခုတစ်ခါမှာတော့လာမယ့်ဩဂုတ်လ16ရက်နေ့နောက်ပိုင်းကစလို့Starlink ကုမ္ပဏီဘက်ကမြန်မာနိုင်ငံကိုတရားဝင်သုံးစွဲခွင့်မပြုတော့ပါဘူး။အဓိကအကြောင်းရင်းကတော့မြဝတီနဲ့ရွှေကုတ်ကိုလိုနေဆက်ဒေသတွေမှာအွန်လိုင်းငွေလိမ်ဂိမ်းတွေက Starlink ကိုအလွယ်သုံးစားနေတာကြောင့်အမေရိကန်လွှတ်တော်ကပါဖိအားပေးလာလို့အခုလိုဆုံးဖြတ်လိုက်ရတာလို့သိရပါတယ်။ကုမ္ပဏီဘက်က GPS location တွေကိုတိတိတတ်တာချီအားခံပြီးခိုးယူသုံးစွဲနေတဲ့နေရာတွေကိုလိုက်လံပိတ်ပင်တော့မယ်ဖြစ်တဲ့အတွက်မြန်မာနိုင်ငံကတရားဝင်သုံးစွဲခွင့်မရှိတော့တဲ့နိုင်ငံတွေမှာစီးရဲအပါဝင်ဖြစ်သွားခဲ့ရလဲဖြစ်ပါတယ်။ရလဒ်အနေနဲ့ကတော့တခြားအင်တာနက်လိုင်းတွေအသုံးပြုလို့မရဘဲ Starlink ကိုပဲမိခိုနေရတဲ့မြန်မာနိုင်ငံကလူတွေတော်တော်များများကရှေးကြောင်အင်တာနက်သုံးစွဲနိုင်တော့မှမဟုတ်တော့ပါဘူးဆိုတာကိုစိတ်မကောင်းစားနဲ့တင်ဆက်ပြလိုက်ရတာလည်းဖြစ်ပါတယ်။ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ပြည်သက်တွေရဲ့အမြင်ကိုလက်ချက်လေးမှရေးပေးခဲ့ကြပါဦး